ပညာတွေကိုလွဲသုံးစားလုပ်အမြတ်ထုတ်တဲ့သိပ္ပံပညာရှင်နဲ့နိုင်ငံရဲ့ပြစ်မှုတွေရောသွားဖို့အကောင်ကြီးတွေကိုလိုက်ဖမ်းနေခြင်းသူတို့တွေ့ကြတဲ့အခါအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တင်ဆက်ပေးမှာကတော့2016ခုနှစ်မှာထွက်ရှိခဲ့တဲ့ Rover ဆိုတဲ့ရဲအရှင်ကားလေးတစ်ကားပဲဖြစ်ပါတယ်ခင်ဗျာရွာလေးတွေမှာရှိတဲ့ချန်ကာဆိုတဲ့သူဟာသူအရန်လေးစားတဲ့သူနဲ့အလွန်ရင်းနှီးတဲ့အမတ်ဟာသူတို့ရွာကိုလာချိန်မှာပဲချန်ကာရဲ့မိန်းမကခလေးမွေးကျင်လာပါလိဒါနဲ့ပဲအမတ်ကသူ့ကားနဲ့ဆေးရုံကိုအမြန်ပို့ခိုင်းလိုက်ပါလိဒါပေမဲ့လမ်းမာတွေမနေတာလို့မွေးခိုင်းလိုက်ရပါလိခလေးလေးကတော့ယောက်ျားလေးမွေးဖွားခဲ့တာပါခလေးလေးကြောင်းနေတဲ့အခါမှာတော့ကျောင်းမှာနှစ်တိုင်းဆူရပြီးထူးချွန်တဲ့ကလေးတယောက်ဖြစ်လာပါလိဒါပေမဲ့တနေ့မှာတော့ချန်ကာဟာသူ့သားဆူရလို့သူ့သားနဲ့တူအမတ်စီကိုလာချိန်မှာတော့အမတ်မထင်ပဲသူတို့ရှေ့မှာတင်အမတ်ကလူတယောက်ကိုတတ်လိုက်မိပါလိဒါနဲ့ပဲအမတ်ကချန်ကာကိုသူ့အစားအဖမ်းခံဖို့ပြောလိုက်ပါလိအမတ်ကချန်ကာရဲ့သားကိုကျောင်းစေးအကုန်ထောက်ပံ့ပေးမယ်လို့ပြောပြီးမိသားစုကိုလည်းသူစောင့်ရှောက်ပေးမယ်လို့ပြောလိုက်တာပါဒါပေမဲ့ချန်ကာရဲ့သားကသူ့ဖေကို MLA အမတ်ဖြစ်အောင်လုပ်ပေးရင်သူအဖမ်းခံမယ်လို့ပြောလိုက်ပါလိသူတို့သဘောတူကြပြီးချန်ကာရဲ့သားကိုအခန်းထဲမှာထားခဲ့ကြပြီးတော့သူတို့ကထွက်သွားကြပါလိအခုနာကအမတ်သေးတယ်ဆိုတဲ့သူကမသေးသေးပါဘူးဒါကြောင့်ချန်ကာရဲ့သားကသူကိုယ်တိုင်ပဲအဲ့ဒီလူကိုတတ်လိုက်ပါလိမကြခင်မှာပဲရဲတွေရောက်လာပြီးသူ့ကိုဖမ်းသွားကြပါလိသူကထောင်ကလွတ်လာပြီးတော့သူတက်တဲ့ပညာတွေကိုမကောင်းတဲ့နေရာမှာအသုံးချတဲ့အတွက်သူ့ရဲ့နောက်ပိုင်းအကျိုးဆက်ကဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ကျွန်တော်တို့ကြည့်ရှုခန်းစားလိုက်ကြအောင်ပါခင်ဗျာဟုတ်ကဲ့ပါစီစဉ်လေးကိုမစားခင်မှာတော့ကျွန်တော်ရဲ့ channel ကို like subscribe လေးလုပ်သွားကြပါဦးခင်ဗျာကျွန်တော်ကတော့စီစဉ်နေဆက်သူအန်ခင်မှုပဲဖြစ်ပါလိမ့်ဇလန်ဆာကတော့ဂျမ်ဘာဘောဆိုတဲ့အိန္ဒိယရွာလေးတစ်ရွာကနေစတင်ခဲ့ပါလိမ့်အဲ့ဒီရွာမှာချန်ကာဆိုတဲ့လူတစ်ယောက်ရှိပါလိမ့်သူတငယ်ချင်းကအမတ်ဖြစ်ပြီးတော့အဲ့ဒီအမတ်ရဲ့ပါတီကိုတရွာလုံးကထောက်ခံပြီးချန်ကာကလည်းသူတို့ပါတီအလံကိုတက်ချိတ်နေပါလိမ့်အဲ့ဒီချိန်သူမိန်းမကခလေးမွေးတော့မှမလို့ဘိုင်းနာနေပြီလို့ပြောတာကိုသူကတော့အေးဆေးပဲတုံ့ပြန်လိုက်ပြီးအလံကိုဆက်ချိတ်နေတာပါအဲ့ဒီချိန်မှာအမတ်လဲလာတယ်လဲကြားရောချန်ကာကချက်ချင်းပဲဆင်းတွေ့ပါလိမ့်ချန်ကာကသူ့တငယ်ချင်းကိုတအားချစ်ပါလိမ့်တွေ့တော့လဲခြေထောက်ကိုပြေးနှမ်းပါလိမ့်အဲ့တော့မှသူ့ရဲ့ရောက်ခမရောက်လာပြီးမိမဖြစ်သူကတအားမွေးကျင်နေပြီးတော့အခြေအနေမကောင်းတာကိုအမတ်နောက်လိုက်နေတယ်ဆိုပြီးတော့ပြောလိုက်တော့အမတ်ကလည်းမနေနိုင်တော့ပဲသူ့ကားနဲ့ချန်ကာရဲ့မိန်းမကိုဆေးရုံပို့ခိုင်းလိုက်ပါလိမ့်ဒါပေမဲ့ဆေးရုံထိမသွားနိုင်တော့ပဲအဲ့ဒီထိန်သားလေးတင်ရက်ခါအမတ်ကားထဲမှာတင်မွေးလိုက်ပါတော့တယ်ယောက်ျားလေးမွေးပြီးဖန်ကာနာလို့နာမည်ပေးလိုက်ကြတာပါဒီလိုနဲ့ဖန်ကာနာကြီးလာတော့သူကထူးချွန်တဲ့ចောင်းသားတစ်ယောက်ဖြစ်လာပြီးနှစ်တိုင်းစုတွေလည်းရပါလိမ့်ဒီနေ့မှာချန်ကာကသူ့သားကိုမွေးတဲ့အချိန်ကကူညီပေးခဲ့တဲ့သူတငယ်ချင်းအမတ်ကိုကျေးဇူးတင်စကားပြောပြီးသူသားစုရလို့မုံကျွေးဖို့အတွက်ပါတီကိုရောက်လာကြပါလိမ့်ဒါမဲ့အဲ့ဒီအချိန်မှာအမတ်ကသူ့တပည့်တစ်ယောက်နဲ့စကားများနေပါလိမ့်ချန်ကာကိုမြင်တော့အမတ်ကခဏလေးလို့ပြောလိုက်ကအဲ့ဒီတပည့်နဲ့ဆက်ပြီးတော့စကားများနေတာပါမဲကိစ္စစကားများနေရဖြစ်ပြီးအဲ့ဒီတပည့်ကသူ့ကိုအမတ်နေရပေးရင်ပေးမဟုတ်ရင်မဲတွေခိုးတဲ့ကိစ္စရဲတွေကိုသွားပြောမယ်လို့ချိန်ချောက်တော့အမတ်ကဒေါသထွက်သွားပြီးအဲ့ဒီကောင်ရဲ့ခေါင်းကိုစပွဲကုံနဲ့ရိုက်လိုက်ပါလိဒါပေမဲ့အမတ်မတင်စပွဲကမှန်းကကွဲသွားပြီးတော့လေပင်ကိုစိုက်ကတီးသွားပါတော့တယ်အဲ့ဒီကအမတ်ကသူကမကြခင်ဝင်ကြီးတို့ဖြစ်လာတော့မှမလို့ဒီကိစ္စကိုသူ့စာချန်ကာကိုဝန်ခံပေးပါလားလို့အကူအညီတောင်းကတကယ်လို့ချန်ကာသူ့စာထောင်ထဲဝင်ပေးရင်သူကချန်ကာရဲ့မိသားစုရောသူ့သားလေးចောင်းစိတ်ပါအကုန်လုံးကိုထောက်ပံ့ပေးမယ်လို့ပြောပါလိမ့်ဒါပေမဲ့ချန်ကာကမဝင်ချင်ပါဘူးအဲ့ဒီခါမှာသားလို့သူကသူ့ဖေစာသူဝင်မယ်လို့ပြောလိုက်ကအဲ့ဒီစာသူ့ဖေကိုအမတ်နေရာတနေရာပေးရမယ်လို့အမတ်ကိုပြောလိုက်ပါလိမ့်ဒါပြင်သူ့ကိုလည်းထောင်ချတဲ့အခါအာမခံနဲ့လွတ်အောင်လုပ်ပေးရမယ်လို့ပါကောင်လေးကပြောလိုက်သေးတာပါအမတ်လည်းကြောင်တော့ကြောင်သွားပါလိမ့်ဒါပေမဲ့ရွေးချယ်စရာမရှိလို့သဘောတူလိုက်ပါလိမ့်ဒီလိုနဲ့15နှစ်ရွယ်ကလေးလေးကပါတီဝင်လူတယောက်ကိုတတ်မှုနဲ့အဖမ်းခံလိုက်ရပါလိမ့်15နှစ်ကြာပြီးတဲ့နောက်ဒရူဝါဦးဆောင်ပြီး IBS training ကလူငယ်တွေကလျှို့ဝှက်ကရဲတွေမဖမ်းနိုင်တဲ့ဂိုင်းတွေကိုဖမ်းဆီးပေးနေပါလိမ့်
အခုလဲကလေးဖန်းခိုင်းရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေပါတယ်ကလေးဖန်းခိုင်းကစီးပွားရေးသမားလေးတယောက်ရဲ့ကလေးတွေကိုဖမ်းထားပါတယ်ဒူဝါတို့ကလည်းဂိုင်းကောင်းဆောင်ရဲ့မိန်းမနဲ့ကလေးညီမတို့ကိုပြန်ပေးဆွဲလိုက်ပြီးလက်ထောက်ကိုလည်းလိုက်ဖမ်းပါတယ်ဒါကတော့ဒူဝါရဲ့တငယ်ချင်းတွေကလှုပ်ပေးပြီးဒူဝါကတော့လမ်းတနေရာကနေစောင့်နေပါတယ်အဲဒီနောက်ဂိုင်းကောင်းဆောင်မိသားစုနဲ့တွေ့ကဂိုင်းကောင်းဆောင်စီကိုဖုန်းဆက်ပြီးတော့အခုဖမ်းထားတဲ့ကလေးတွေကိုလွတ်ပေးရင်သူမိသားစုကိုလည်းလွတ်ပေးမယ်လို့အလဲလဲလှုပ်လိုက်ကဘူတာအောင်တစ်ခုမှကလေးတွေကိုလည်းကယ်နိုင်ပြီးကလေးဖမ်းဂိုင်းကိုလည်းဖမ်းမိသွားပါတယ်ခဏနေတော့ရဲတွေရောမီဒီယာတွေပါရောက်လာပြီးကလေးတွေလည်းသူတို့မိသားစုစီပြန်ရောက်သွားခဲ့ကလူဆိုးတွေကိုလည်းဖမ်းမိသွားပါတယ်ဒါပေမဲ့အဲ့လိုကယ်သွားပေးတဲ့သူတွေကဘယ်သူတွေလဲဆိုတာကိုတယောက်မှမသိကြသလိုသတင်းလည်းမရရှိကြပါဘူးဒီလိုနဲ့ဒရူဝါတို့ဖွဲ့ကအဆောင်ကိုပြန်လာကြပါတယ်ဒရူဝါကတော့ IBS training ကခေါင်းဆောင်ဖြစ်ပြီးကျန်တဲ့သူတွေအဆောင်ထဲဘယ်သူမှမတွေ့အောင်ပြန်နိုင်ဖို့အတွက်ဒရူဝါက CCTV ကိုထိန်းချုပ်ပေးကသူတို့ကအခန်းကိုအသီးသီးပြန်သွားကြပါတယ်ဒီလိုနဲ့နောက်တစ်နေ့ရောက်တော့သူတို့တင်တိုင်းမှာမင်းညာကအမှုကြောင်းသတင်းလာနေပြီးအားလုံးကလျှို့ဝှက်လှုပ်သွားတဲ့သူတွေကိုချီးကျူးနေကြပြီးတော့သူတို့ကတော့ဒါကိုဝမ်းသာနေကြပါတယ်သူတို့ကဒီတင်တိုင်းမှာကာယအနေနဲ့ရောစာအနေနဲ့ပါတင်တန်းတက်ကြိုးစားနေကြပါလေဒူဝါကလည်းရန်ကိုတော်တဲ့သူတယောက်ဖြစ်ကဘာမဆိုအမြဲတမ်းကြိုးစားတဲ့သူတယောက်ပဲဖြစ်ပါလေသူတို့အားလုံးသာပူပေါင်းလိုက်ရင်အဖွဲ့အစည်းတစ်ခုလိုဖြစ်ပြီးတော့ဘယ်သူမှလည်းရှင်းနိုင်မှာမဟုတ်တော့ပါဘူးဒီလိုနဲ့သူတို့ကနောက်ထပ်မစ်ရှင်တစ်ခုကိုလျှို့ဝှက်လှုပ်ဆောင်နေကြပါလေဒူဝါကပြည်နယ်ကြီးကဲတွေရဲ့အစည်းအဝေးတစ်ခုကိုအစာအုပ်တစ်ခုပေါ်ကနေခိုးပြီးတော့နားထောင်နေပါလေအဲ့ဒီစည်းဝေးမှာပြည်နယ်ခေါင်းဆောင်ကသူကအစိုးရစီကနေစေဝါလုပ်ငန်းတစ်ခုလုပ်ပိုင်ခွင့်ရပြီးအဲ့ဒီစေးစက်ရုံမှာစေးတွေထုတ်ပြီးတော့ပြည်သူတွေကိုကြားတော့နိုင်ငံသားကနေတွင်းတယ်လို့ပြောရောင်းပြီးစေးတွေအစမတန်တင်ရောင်းမဲ့အစီအစဉ်ကိုလုပ်နေကြတာပါသူတို့တွေကတယောက်ကဒီအစီအစဉ်အောင်မြင်နိုင်ပါမလားလို့ပြောတော့ခေါင်းဆောင်ကစေးကြောင်းကဆရာဝန်တွေကိုပတ်စံပေးပြီးခေါ်မှာမလို့စိတ်မပူဖို့အတွက်ပြောလိုက်ပါလေဒါကိုကြားတော့ဒရူဝါကကြားပြီးအံ့ဩသွားပြီးတော့စိတ်လဲပူသွားပါလေနောက်နေ့ဒရူဝါတို့တင်တန်းစည်းဝေးလုံးနေချိန်မှာသူတို့အားလုံးဖုန်းကိုစားတစ်စောင်းစီဝင်လာပါလေအဲလူတွေဟိုတယ်တစ်ခုမှလှုပ်ရှားတော့မယ်ဘာလို့ကြမလဲသိချင်ဟိုတယ်ကိုလာခဲ့ကြဆိုရင်စားပဲဖြစ်တာပါစားဖို့သူကသူတို့အားလုံးကိုသိနေပြီးညတိုင်းသူတို့လျှို့ဝှက်လုပ်နေတာကိုလည်းသိနေတဲ့သူဖြစ်ပါလေဒါကြောင့်သူတို့ကသိနေတဲ့သူတယောက်ရှိနေပြီဆိုပြီးတော့စိတ်ပူနေကြတာပါဒရူဝါကတော့ဒါကိုသိရဖို့ဒီညအဲ့ဒီဟိုတယ်ကိုသွားပြီးစောင့်ကြည့်ကြမယ်လို့ပြောလိုက်ပါလေဟိုတယ်ကိုရောက်တော့ဒရူဝါကတယောက်တည်းရေကူးကန်နာစောင့်နေပြီးသူတငယ်ချင်းတွေကတခြားနေရာတနေရာကနေစောင့်ကြည့်နေကြပါလေခဏနေတော့စာပို့တဲ့သူရောက်လာပါလေတကယ်တော့စာပို့တဲ့သူကအီရှီကာဆိုတဲ့မိန်းကလေးပဲဖြစ်ပါလေသူမကတော့ဒရူဝါကိုသဘောကျနေတဲ့ကောင်မလေးဖြစ်ပြီးဒီဟိုတယ်ကိုလည်းဒရူဝါကိုတွေ့ချင်လို့အဲ့ဒီလို message လိန်ပို့လိုက်တာပါသူတို့နှစ်ယောက်က IBS training မှာစပြီးတော့တွေ့ခဲ့ကြတာဖြစ်ပါလေဒရူဝါနဲ့ရန်ဖြစ်ပြီးတော့စတွေ့ခဲ့ရကနေသူမကဒရူဝါကိုသဘောကျခဲ့တာဖြစ်ပါလေဒရူဝါကရန်ထူးကြပြီးအရာရာဥဆောင်တက်တဲ့ယောက်ျားမလို့သူမကဘလို့မှမနေနိုင်ပဲတရက်မှသူမရဲ့အချစ်တွေကိုဖွင့်ဟဝန်ခံခဲ့ပါလေဒါပေမဲ့ဒရူဝါကတော့သူ့မှာလှုပ်ဖို့ကြံနေတဲ့ဘဝမစ်ရှင်တစ်ခုရှိနေသေးလို့သူမအချစ်ကိုလက်မခံနိုင်ဘူးလို့ညင်းလိုက်တာပါဒီအကြောင်းလေးကိုအီရှီကာကဒရူဝါတငယ်ချင်းတွေကိုပြန်ပြီးတော့ပြောပြနေပါလေဒီလိုနဲ့သူကလမ်းမှာခဏနားနေကြရင်တိုက်တိုက်ဆိုင်ဆိုင်လူမွေးလုံးစော်သူစွာမီးတို့လင်မယားကိုလူမိုင်းတစုကတိုက်ခိုက်ပြီးမိမဖြစ်သူရဲ့ဆွဲကြိုးကိုလူယူသွားခဲ့ပါလေစွာမီးကိုအဲ့နေရာမှာတင်တတ်လိုက်ကြပါလေဒါကိုဒရူဝါတို့ကမြင်သွားပါလေပြီးတော့ဒရူဝါကသူ့ဖုန်းကိုအဲ့ဒီကောင်လေးအိတ်ထဲထည့်ပေးလိုက်တာပါမိမဖြစ်သူကတိတ်မထိခိုက်လို့ဒရူဝါကအီရှီကာကိုသူတို့ကိုဆေးရုံကိုပို့ခိုင်းပြီးသူနဲ့သူငယ်ချင်းတွေကဒရူဝါဖုန်း GPS နဲ့လူမိုက်တွေနောက်ကိုလိုက်ပါလေပြီးတော့လူမိုက်တယောက်ကိုလည်းဖုန်းနဲ့လှမ်းပေါက်ကဖမ်းနိုင်သွားပါလေဒါမဲ့ဒါကိုမသိပဲအီရှီကာကဒရူဝါရဲ့ဖုန်းကိုဆက်လိုက်တော့လူမိုက်တွေကဒရူဝါဖုန်းပါလာတာကိုသိသွားပြီးစပ်ပိတ်လိုက်ပါတော့လေအီရှီကာလည်းအဲ့ဒီမှာကြောင်သွားပါလေဒရူဝါတို့ကတော့ရဲပြီးသားစွာလက်မလျှော့ပဲနောက်ဆုံးတွေးခဲ့တဲ့ဒီနေရာကိုလိုက်ရှာကြည့်ကြပါလေအဲ့ဒီခါမှာဒီလူမိုက်ဂိုင်းရဲ့နေရာကိုရှာတွေ့သွားပါတော့လေဒီလိုနဲ့သူတို့ကအရီးဆောင်တယ်ဘယ်သူမှမသိအောင်ကိုဝင်ကလူမိုက်တွေကိုစောင့်ကြည့်ပြီးခဏနေတော့ဝင်တိုက်ခိုက်ကြပါလေအဲ့လိုနဲ့နောက်ဆုံးမှာဂိုင်းကောင်းဆောင်နဲ့ဂိုင်းတစ်ခုလုံးကိုဖမ်းနိုင်သွားခဲ့ပြီးသူတို့အားလုံးကိုရဲစခန်းကိုပို့ခဲ့ကြပါတော့လေဒါပေမဲ့သူတို့ဘယ်သူလဲဆိုတာမသိအောင်ဂိုင်းကောင်းဆောင်ကသူတို့ကအခုပဲလူတက်ခဲ့ပြီးတခိုးကိုင်းတစ်ခုလည်းဖြစ်ကြောင်းဝန်ခံထားတဲ့ဖုန်းတစ်လုံးနဲ့သူတို့ကိုထားခဲ့ပါလေရဲတွေကအဲ့ဒီဗီဒီယိုကိုတွေ့သွားကြပါလေ
ဒီလိုနဲ့နောက်တစ်နေ့မှာသူတငယ်ချင်းကခေါ်လို့ဒရူဝါကလိုက်လာပါတယ်ဖြစ်ရှင်တော့အဲ့ဒါကအီရှီကာရဲ့အိမ်ဖြစ်နေပြီးသူ့ကိုခေါ်လာဖို့အီရှီကာကလည်းတငယ်ချင်းတွေကိုကူညီတောင်းခဲ့တာဖြစ်နေပါတယ်အီရှီကာကဒရူဝါပုံကြီးကိုလူပုံစံထုတ်ထားပြီးအဲ့ဒါကသူရီးစားဘာညာနဲ့စနှောင်နေတာပါအဲ့လိုနဲ့ဒရူဝါကစိတ်ဆိုးသွားပါတယ်ဒီလိုနဲ့စကားပြောနေအီရှီကာကဒရူဝါတယောက်တည်းလူတွေရှောက်တွေ့နေရလို့ပြောလိုက်တော့တငယ်ချင်းတွေကသူတို့နဲ့အမြဲသွားတာမလို့သူတယောက်တည်းဘဲမှမသွားလာဘူးဆိုပြီးအန်အောကဒရူဝါကိုမေးနေကြပါတယ်ဘာလို့တယောက်တည်းသွားတာလဲအီရှီကာပြောတာအမှန်တွေလားဆိုပြီးမေးလိုက်တော့ဒရူဝါကသူ့မှာလည်းကိုယ်ပိုင်ဘဝရှိသေးတာမလို့အားလုံးကိုလူတိုင်းကိုလိုက်ပြောမနေနိုင်ဘူးလို့ပြောကထွက်သွားပါတော့တယ်နောက်၄ရက်လောက်ကြာတော့ IBS training မှာတိုက်ခန်းသစ်ဖွင့်ပွဲရှိလို့ဝင်ကြီးတက်ရောက်ပါတယ်ဒါပေမဲ့အန်ဩစရာကောင်းတာကသူတို့ဟိုနေ့ကဖမ်းခဲ့တဲ့တခိုးကိုင်းကောင်းဆောင်ကဝင်ကြီးနောက်ကနေလိုက်လာတာပါအဲဒီကမှဒရူဝါရောတခြားသူတွေကပါအန်ဩနေကြပါလေအားလုံးကလည်းဒရူဝါကိုဘာလို့ဒီလိုဖြစ်ရတာလဲလို့မေးပေမဲ့ဒရူဝါမှလည်းအဖြေမရှိပါဘူးဒီလိုနဲ့စွာမီမိမကတတ်သေးဖို့စူးစမ်းလို့ဒရူဝါတို့အုပ်စုဆေးရုံကိုလိုက်လာခဲ့ပါလေအဲဒီကမှစွာမီမိမကသူယောက်ျားသူ့ရှိတဲ့အသက်ခံလိုက်ရပေမဲ့ဒီမှုကိုတရားအောင်ကပယ်ချပြီးအဲဒီကောင်တွေကိုလွှတ်ပေးလိုက်ကြောင်းအဲဒီညကလူဆိုးကအုတ်ထုတ်ဆောင်းထားလို့စွာမီမိမကဘလို့လုံးမှတ်မိနိုင်မလဲဆိုပြီးအမှုပိတ်သွားပြီးတော့သူယောက်ျားအမှုကိုရဲတွေရှေ့နေတွေကဘယ်သူမှမရက်တီပေးပဲကူညီမပေးလို့သူမကအသက်မရှင်ခြင်းတော့တဲ့အကြောင်းပြောပြီးတော့ငိုပါတော့တယ်အဲတော့တကယ်ချင်းတယောက်ကဒရူဝါကိုအဲ့လိုသူတို့ဖမ်းခဲ့တဲ့ကောင်တွေကလွတ်သွားတာကိုဘာမှမလုပ်တော့ဘူးလားဘာလို့စကားတစ်ခုမှမပြောရတာလဲဘာညာနဲ့ပြောဆိုလိုက်တော့ဒရူဝါလည်းသူ့ရဲ့လှုပ်ဝက်နေရာကိုခေါ်သွားခဲ့ပါတော့တယ်အဲ့နေရာကသူစုံစမ်းထားပြီးသမျှတွေကိုစူးစီးထားတဲ့နေရာပဲဖြစ်တာပါဒီမှုကိုလည်းသူကတေချာအသေးစိတ်စုံစမ်းထားပါတယ်စွာမီကနိုင်ငံရေးလှုပ်ရှားသူတယောက်ဖြစ်တာကြောင့်သူ့ကိုတတ်ချင်တဲ့ရည်ရွယ်ချက်ကြောင့်သာဖြစ်ပြီးဆွဲကြိုးလူရက်တဲ့အမှုလို့ခွင်စင်ထားကြောင်းပြီးတော့ဒီမှုရဲ့နောက်ွယ်မှာအီဖန်အာလီပါဝင်နေပြီးတော့ဝင်ကြီးအာလီနဲ့ကအဆောက်အုံတစ်ခုဆောက်လုပ်မှုကိုအတူလုပ်နေလို့အဲ့ဒီဂိုင်းတွေကိုသူတို့ဖမ်းလဲအာလီကြောင့်လွတ်နေမှာဖြစ်တဲ့အတွက်တကယ်ရန်သူကဂိုင်းကောင်းဆောင်မဟုတ်ပဲအီဖန်အာလီဖြစ်ကြောင်းပြီးတော့သူတို့အဆောက်အုံပဲမြေတွေကစွာမီရဲ့မြေဖြစ်ပြီးစွာမီကမယောင်းကျင်တာကြောင့်သူတို့ကစွာမီကိုတတ်ခဲ့တဲ့ကြောင်းဒါပြင်ကလေးတွေပြန်ပြီးဆွဲခံရတဲ့အမှုကလည်းငွေကြောင့်မဟုတ်ပဲအဲ့ဒီကလေးတွေတဲကတယောက်ရဲ့အဖေကဆရာဝန်ရာမာကန်ဖြစ်ပြီးသူကဆေးဝါးကုမ္ပဏီတစ်ခုရဲ့အမားကြောင့်ကလေး18ယောက်သေဆုံးမှုကိုတိုင်ကြားကျင်တာကြောင့်သူသမီးကိုပြန်ပေးဆွဲပြီးတော့နှုတ်ပိတ်တာဖြစ်ပြီးရိုးရိုးပြန်ပေးဆွဲမှုဖြစ်အောင်တခြားကလေး3ယောက်ပါပြန်ပေးဆွဲတာဖြစ်တဲ့ကြောင်းဒါပြင်အဲ့ဒီဆေးပညာမာဖီးယားရဲ့နောက်ွယ်ကတော့ဒီရက်ချန်ဒရာပဲဖြစ်ကြောင်းဒါပြင်ဒီပြစ်မှုသေးသေးလေးတွေနောက်ွယ်မှာပြစ်မှုအကြီးတစ်ခုရှိနေပြီးအတူချုံးလိုက်တော့အဓိကတရားခံကြီးက15ယောက်ရှိပြီးတော့အဲ့ထဲက3ယောက်ကအဆိုးဆုံးပဲဆိုတာရှင်းပြလိုက်ပါလိမ့်ပထမတစ်ယောက်ကဆရာဝန်ကိုဆေးပေးခွင့်ထိန်းချုပ်ထားတဲ့ဈေးမာဖီးယားခေါင်းဆောင်ဒီရက်ချန်ဒရာဒုတိယကသဘာဝရင်းမြစ်တွေကိုအလွဲသုံးစားလုပ်နေတဲ့ဂျေနက်ဆူရီတတိယတစ်ယောက်ကတော့ခိုးမှုလူရက်မှုလူသတ်မှုတွေကိုချုပ်ကင်ထားတဲ့အီဖန်အာလီသူတို့3ယောက်ထဲကပြစ်မှုအများဆုံးကျူးလွန်တဲ့သူကိုဖမ်းပြီးတော့ပြစ်ပေးဖို့ဒရူဝါကဆုံးဖြတ်ထားပါလိမ့်ဒီလိုနဲ့ဒရူဝါကသူတို့ကိုလိုက်ချောင်းဖို့အထဲကိုခိုးဝင်လာပါတယ်အဲ့ဒီမှာသူမသိတဲ့လူတစ်ယောက်ကိုတွေ့သွားပါလိမ့်အဲ့ဒါကတော့ငယ်ငယ်ကအမတ်အစားအဖမ်းခံခဲ့တဲ့ချန်ကာရဲ့သားဖန်ကာနာပဲဖြစ်နေတာပါဒါပြင်သူ့မှာပရီတီဆိုတဲ့ရီးစားတစ်ယောက်လည်းရှိတာကိုဒရူဝါသိသွားပါလိမ့်ပြီးတော့သူတို့ကိုအန်ရဖြစ်စေနိုင်တဲ့အန်ဂျလီနာဆိုတဲ့အမျိုးသမီးကြောင့်ပြောနေရကိုလည်းဒရူဝါကကြားသွားပြီးတော့အာလီကအန်ဂျလီနာကိုသူကင်တွယ်မယ်လို့ပြောနေပါလေဒါပြင်အော်တိုဘာလ3ရက်နေ့ကအရေးကြီးတာကြောင့်အဲ့ဒီမတိုင်မီထိဘာပြဿနာမှမဖြစ်စေပဲအခုလဲတကူခိုင်းကောင်းဆောင်ကိုကာနာကတတ်ပစ်လိုက်ပါပြီဒီလိုနဲ့ကာနာနဲ့ဒီရက်ချန်ဒရာဝင်သွားတဲ့ဓာတ်ခွဲခန်းတဲ့အထိဒရူဝါကလိုက်ကသူတို့စမ်းသပ်ခဲ့တဲ့ကလေး18ယောက်ထဲကတယောက်ကအသက်ရှင်နေပြီးအဲ့ဒီကလေးကိုမိဘတွေစီပြန်ပို့လိုက်ပြီးတော့သူတို့ဖော်မူလာအောင်မြင်မအောင်မြင်စောင့်ကြည့်မယ်ဆိုတာပါဒရူဝါကအားလုံးသိသွားခဲ့ပါလေဒါပေမဲ့ကာနာကိုအားလုံးသိထားတာကသိပ္ပံပညာရှင်ဘတ်မာရီစီဒါအာဘီမာယူဖြစ်သိထားကြတာပါပဲဒီလိုနဲ့ဒရူဝါနဲ့စီဒါကလက်ဆွဲနှုတ်ဆက်ဖို့ဖြစ်လာပါလေဒရူဝါတို့ IBS training ဂရီသစ္စာခိုင်ပွဲမှာစီဒါကိုအထူးဧည့်သည်ဖြစ်နေဖိတ်ထားပြီးဒရူဝါကအထူးဆုံးတပ်သားစုရရှိပြီးတော့အဲ့ဒီစုကိုဝင်ကြီးကပိတ်အပ်ရပါလေဒရူဝါစုယူနေချိန်မှာစီဒါကတော့ဒါကိုဂယူးမဆိုင်ပဲဖုန်းပဲကြည့်နေခဲ့ပါလေပြီးတော့စီဒါကမိန်ကုန်းအောင်ပြောကြပါသေးတယ်ဒရူဝါကအထူးစုထပ်ပြီးတော့ရရှိလို့ဒီစုကိုစီဒါကပေးအပ်ရပါလေ
စုကတော့ပစ္စတိုပါတဲ့တနတ်တစ်ခုဖြစ်တာပါစီရာကတော့သူစုပေးလိုက်တဲ့ကောင်လေးကသူ့အတွက်အကြီးမားဆုံးရန်သူဆိုတာမသိပဲသူ့ရဲ့ကြံတွေအောင်မြင်ပါစေလို့သာစုတောင်းပြီးတော့လက်ဆွဲနှုတ်ဆက်လိုက်ပါလေဒူဝါကတော့စီရာရဲ့အကြောင်းတွေကိုအသေးစိတ်ဆက်ပြီးတော့စုံစမ်းနေတာပါစီရာရဲ့နာမည်ရင်းကဖန်ကာနာဖြစ်ပြီးသူငယ်ငယ်တုန်းကထောင်ကျပူးပြီးတော့အဲဒီထောင်ကထွက်လာတော့သူ့အဖေကိုတက္ကသိုလ်ကောင်းကောင်းပို့ခိုင်းပြီးနာမည်ကိုလည်းဘတ်မာရီစီရာအာဘီမာယူဖြစ်ပြောင်းလိုက်ကသူပညာရေးကိုရှေ့ဆက်ဖို့နိုင်ငံခြားထွက်သွားခဲ့ပြီးအိန္ဒိယကိုပြန်လာတဲ့ချိန်မှာကျတော့သူကထိပ်တန်းသိပ္ပံပညာရှင်တယောက်ဖြစ်နေပြီးအချမ်းသာဆုံးရှင်းဝင်လည်းဖြစ်နေပါတယ်သူကသူတတ်တဲ့ပညာတွေကိုသူ့ရဲ့အကျိုးအမြတ်အတွက်လွဲမှားတဲ့နေရာတွေမှာအသုံးချနေတာပါဒါပြင်သူ့ဖေကလည်းကျမ်းမာရေးဝင်ကြီးဖြစ်နေတော့သူ့အတွက်အဆင်ပြေနေပါတယ်သူတို့ငယ်ငယ်ကသဘောတူညီမှုကြောင့်သူ့ဖေကလည်းအမတ်ကနေဝင်ကြီးဖြစ်လာခဲ့ပြီးသူငယ်ငယ်ကသဘောတူညီမှုယူထားတဲ့အမတ်ကလည်းဝင်ကြီးဖြစ်လာကသူ့ပွဲတိုင်းအဲ့ဒီဝင်ကြီးကတက်ရောက်ပြီးတော့သူတို့ကြားမှာအချိတ်ဆက်ရှိနေတာကိုလည်းဒရူဝါကတတိထားမိနေပါတယ်အော်တိုဘာ3ရက်နေ့မှာဆွစ်ဇာလန်ကအကြီးဆုံးဆေးကုမ္ပဏီရဲ့ CEO အန်ဂျလီနာကအိန္ဒိယကိုလာပြီးအိန္ဒိယကစီးရင်သားတွေအတွက်ဈေးသက်သာဆုံးဆေးဝါးဖြန့်ချီရေးကိုလက်မှတ်လာထိုးပေးမှာဖြစ်ပြီးတော့စီရာတို့ကအဲ့ဒီနေ့မှာသူမကိုတတ်ဖို့အတွက်ကြံထားကြတာပဲဖြစ်ပါတယ်ဒရူဝါကစီးရင်သားတွေရဲ့မျှော်လင့်ချက်အတွက်အန်ဂျလီနာနဲ့ကိုယ်တိုင်တွေ့ပြီးစီရာရဲ့ကြံတွေအကုန်လုံးကိုပြောပြကအန်ဂျလီနာလုံခြုံရေးအတွက်သူတာဝန်ယူပေးမယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့အော်တိုဘာလ3ရက်နေ့ကိုရောက်လာပြီးအန်ဂျလီနာအစည်းအဝေးပွဲကိုတေချာပေါက်သွားနိုင်အောင်ဒရူဝါတို့ကလမ်းမှာအီရှီကာနဲ့လူချင်းလဲလိုက်ပါတယ်ဒီလိုနဲ့အီရှီကာနောက်ကိုဒရူဝါကလိုက်ပြီးတော့စောင့်ရှောက်ပေးပြီးတနေရာကျတော့ပွဲတော်တစ်ခုနဲ့ဆုံတွေ့တော့အဲ့ဒီပွဲတော်ကဒီလမ်းကြောင်းမဟုတ်တာကြောင့်ဒါတစ်ခုခုပဲဆိုတာကိုဒရူဝါကရိပ်မိနေပါတယ်အဲ့ဒီထဲမှာတော့အာလီရဲ့လူတွေပါဝင်နေပြီးအန်ဂျလီနာကိုတတ်ဖို့အတွက်လာကြတာပဲဖြစ်ပါတယ်ဒါပေမဲ့ကန်ကောင်းတာကအန်ဂျလီနာကဟိုတယ်ကိုဘေးကင်းသွားတဲ့ရောက်ရှိသွားပြီးတော့သူမနေရာမှာအီရှီကာကိုအစားထိုးထားခဲ့ပါတယ်ဒီလိုနဲ့ဒရူဝါကအီရှီကာကိုကာဝယ်ဖို့အဲ့ဒီလူမိုက်တွေနဲ့ရင်ဆိုင်တိုက်ခိုက်ပါတယ်ကန်ကောင်းစွာနဲ့နောက်ဆုံးမှာသူတို့နှစ်ယောက်စလုံးအသက်ရှင်နေခဲ့ပါတယ်ဒါပေမဲ့အန်ဂျလီနာကဟိုတယ်ရောက်တာနဲ့သူမသေးသေးကြောင်ဆွစ်ဇာလန်ကိုအတီးပေးလိုက်တော့စီတာကဒီကိစ္စကိုတီးသွားကသူက plan B ကိုပြောင်းလိုက်ပြီးအန်ဂျလီနာကိုရအောင်ရှင်းဖို့အတွက်ထပ်ပြီးတော့စီစဉ်ပါတော့တယ်အာလီတို့၃ယောက်ကိုလည်းဒရူဝါကဖမ်းထားကြောင်းစီတာကသိတော့အာလီရဲ့ညီအာဘတ်ကိုဖုန်းဆက်ကအန်ဂျလီနာကိုတတ်ပေးဖို့ပြောလိုက်ပါတယ်အန်ဂျလီနာကတော့စာရွက်စာတမ်းတွေမှာလက်မှတ်ထိုးနေပြီးဒရူဝါရောက်လာလို့တကားဖွင့်ပေးလိုက်ပါတယ်အဲဒီချိန်မှာရဲတယောက်ကဒရူဝါရှာခိုင်းထားတဲ့ဖိုင်တွဲလာပေးတယ်ဆိုပြီးရောက်လာကကျန်တဲ့ရဲတွေရောတတ်ပစ်လိုက်ပြီးအန်ဂျလီနာတို့ခန်းထဲဝင်ပြီးတော့ဒရူဝါကိုပခုံးနာကိုပြစ်မိသွားခဲ့ကအန်ဂျလီနာကိုတော့အသေးတတ်ပစ်လိုက်ပါတယ်သူကဒရူဝါကိုနောက်တစ်ချက်ပစ်ကအာဘတ်ကိုအန်ဂျလီနာရောဒရူဝါရောသေပြီလို့ပြောလိုက်တော့အာဘတ်ကလည်းအဲ့ဒီရဲရဲ့ခေါင်းတဲကိုပြစ်လိုက်ကသူ့ကိုပါရှင်းပြစ်လိုက်ပါတယ်ဒရူဝါကတော့ကန်ကောင်းစွာနဲ့မသေးပဲဆေးရုံကိုရောက်သွားခဲ့ပြီးခွဲစိတ်မှုချက်ချင်းပြုတ်လိုက်တာပါဒါပေမဲ့တစ်ဖက်မှာလည်းစီတာကဒရူဝါအကြောင်းတွေအသေးစိတ်စုံစမ်းနေပြီးဒရူဝါလုံးသမားကိုသိအောင်သူ့ဒဏ်ရာတွေကိုလျှက်စစ် GPS လေးထည့်ထားပေးဖို့ဆောင်းကိုလက်ထိုးပြီးတော့ထည့်ထားခိုင်းလိုက်ပါတယ်ဒီအချက်ကိုတော့ဒရူဝါမသိသေးပါဘူးအဲ့ဒီ GPS ကနေဒရူဝါပြောသမျှကိုလည်းကြားနေရပြီးတော့သူ့ရဲ့တီနီယာကိုလည်းအလွယ်တကူကြည့်လို့ကြားနေပါတယ်ဒီလိုနဲ့ဒရူဝါကတက်တာလာပြီးတော့အိမ်ပြန်ရောက်တော့ချက်ချင်းပဲကာမယ်ဆိုတဲ့ကောင်လေးနဲ့တွေ့ရမှာလို့ပြောပြီးအပြင်သွားဖို့လုပ်တဲ့အခါအီရှီကာကလည်းဘာကိစ္စလဲလို့မေးပါတယ်သူစေးအောင်မတက်ခင်ကအဲ့ဒီကောင်လေးကိုသူ့ကောင်မလေးအရှာရာပြောင်းနေတဲ့ကိစ္စမေးပေမဲ့သူကမသိဘူးလို့ပဲဖြေပါတယ်ဒါပေမဲ့ဒရူဝါစေးအောင်တက်နေတော့မှကာမဲကဖုန်းဆက်လာပြီးသူ့ကောင်မလေးကစီတာရဲ့ဓာတ်ခွဲခန်းမှာလှုပ်ပြီးတော့စီတာရဲ့မကောင်းမှုမှန်သမျှပါတဲ့ SD ကတ်ကိုလည်းသူ့ကိုပေးထားလို့ဒရူဝါကိုအဲ့ဒီ SD ကတ်ပေးမှဖြစ်လို့စီတာကိုအရှာရာအတွက်လက်စားချေပေးပါလို့ကာမဲကပြောပါတယ်စီတာကအဲ့ဒီကြောင်ကိုပြန်စဉ်းစားကြည့်ပါတယ်စီတာကစီးကြိုဈေးကိုတွေးရှိထားပြီးအရှာရာကအိန္ဒိယလူမျိုးတွေအားလုံးတတ်နိုင်အောင်ဈေးသက်သာစွာနဲ့ရောင်းချဖို့ပြောပေမဲ့စီတာကဒါကိုအသုံးချပြီးတော့သူ့ရဲ့အကျိုးများအတွက်ဈေးကြီးပေးရောင်းမှာမလို့အရှာရာကစီတာစေဝါလွဲသုံးစားလုံးမှုကိုရဲတိုင်ပဲပြောလို့စီတာနဲ့စကားများကြပြီးစီတာကအေဖန်အာလီကိုခေါ်ပြီးတော့သူမကိုရှင်းပြဖို့ပြောလိုက်ကအာလီတို့ကသူမကိုမရင်းကျင့်ပြီးတတ်ထားကြတာဖြစ်ပါတယ်ဒါပေမဲ့သူမကအသက်မခံရခင်စီတာရဲ့ဓာတုဓာတ်ပေါင်းဖို့စက်ရုံမှာစီတာရဲ့မကောင်းမှုတွေအားလုံးကိုပြောပြထားတဲ့ဗီဒီယိုကိုရိုက်ထားပြီးအဲ့ဒီ SD ကတ်ကိုသူ့ကောင်လေးကရရှိထားပါတယ်အခုကာမေကအဲ့ဒီကတ်ကိုဒရူဝါကိုပေးမှာပဲဖြစ်ပါတယ်စီတာကလည်းဒီအကြောင်းတွေကိုအကုန်ကြားပြီးတော့သူကအရှာရာရဲ့ကောင်လေးအကြောင်းကိုမသိထားပဲအခုအကုန်လုံးပေါ်တော့မှာမလို့
အဲ့ဒီကတ်ကိုသူရင်ရအောင်လုပ်ဖို့ကြံကအာဘတ်ကိုကာမဲအိမ်သွားပြီး SD ကရှာခိုင်းပါလေကာမဲကတော်တော်နဲ့ရောက်မလာလို့ဒရူဝါကသူလိုက်သွားရင်လည်းလမ်းလွဲမှာဆိုတာကြောင့်သူတကယ်ချင်းဂေါ်တန်ကိုဖုန်းခေါ်ပြီးကာမဲစီမာစီလာနဲ့ပတ်သက်တဲ့ SD ကရှိပြီးတော့အခုအဲ့ဒီကတ်ကိုကာမဲကလာမပေးသေးလို့သူ့အိမ်ကိုတစ်ချက်သွားပြီးတော့ကြည်ပေးဖို့အတွက်ပြောလိုက်ပါလေဒရူဝါရဲ့အကြံကိုစီလာကထပ်သိသွားပြီးအာဘတ်ကိုရဲတယောက်လာလိမ့်မယ်လို့ကြိုပြီးတော့ပြောထားလိုက်ပါလေကာမဲအိမ်မှာတော့အာဘတ်ကကာမဲကိုမျိုးမျိုးရိုက်နှက်နှိပ်ဆက်က SD ကပမာလဲလို့မေးနေပါလေအဲ့ဒီချိန်မှာဂေါ်တန်ရောက်လာပြီးတော့အာဘတ်နဲ့ဂေါ်တန်ချကြပါလေဂေါ်တန်က SD ကရသွားပြီမဲ့ကာမဲကတော့တည်သွားခဲ့ပါလေကာမဲကမသေးခင်မှာ SD ကကိုပေးပြီးဒရူဝါစီရအောင်အမြန်ပို့ပေးပါလို့ပြောလိုက်တာပါအဲ့နောက်ဂေါ်တန်ကဒရူဝါနဲ့တခြားတနေရာမှာချိန်ပြီးတော့ဂေါ်တန်ကသွားပြီးတော့ပေးခဲ့ပါလေဒါပေမဲ့စီလာကိုအာဘတ်ကဖုန်းဆက်ပြီး SD ကဂေါ်တန်စီကိုပါသွားကြောင်းပြောလိုက်တော့စီလာကဂေါ်တန်သွားတဲ့လမ်းမှာစောင့်နေပြီးဂေါ်တန်ကိုသူ့စိတ်ယုံစီခေါ်သွားခဲ့ပါလေဒါပေမဲ့ဂေါ်တန်ကလည်းပေတေပြီးတော့ထုံမပေးပါဘူးအဲလိုနဲ့စီလာလည်းတီးမခံနိုင်တော့ပဲအာဘတ်ရဲ့ဘိန်းပြူတော့ကိုယူကဂေါ်တန်ကိုချုပ်ပြီးတော့ဘိန်းမုံတွေများကြီးဂေါ်တန်ပါစက်ထဲကိုထည့်လိုက်ပါလေပြီးတော့ဂေါ်တန်ဟန်ဆောင်ပြီးဒရူဝါကိုအဲ့နေရာကိုလာဖို့အတွက်စာပို့လိုက်ပါလေဒရူဝါရောက်လာပြီးတော့ဂေါ်တန်ကိုလိုက်ရှာပါလေအဲ့ဒီကမှဂေါ်တန်ကဆေးမူးနေပြီးရိုင်းတိုင်းနဲ့ဘာမှမလုပ်နိုင်ပဲလူဆိုးတွေကဝိုင်းရိုက်နေတာပါဒါကိုတွေးတော့ဒရူဝါကလူဆိုးတွေကိုရိုက်နှက်ပြီးဂေါ်တန်ကိုကယ်ဖို့လုပ်ပေမဲ့အာဘတ်ကဂေါ်တန်ကိုဖမ်းသွားကကားရီရှုံနေတဲ့လမ်းလေကောင်းမှာပစ်ထားခဲ့ပါလေဒရူဝါလည်းအမိပြေးလာပြီးတော့ကယ်ပေမဲ့ဂေါ်တန်ကအသိစိတ်မရှိတော့ပဲရှောက်သွားနေတော့ကားရီတစ်စီးပြီးတစ်စီးနဲ့တိုက်မိကနောက်ဆုံးတော့အဲ့နေရာမှာနေပဲတေးသွားခဲ့ပါလေနောက်တနေ့မှာတော့ဂေါ်တန်ကိုတကြိုကြပါလေပြီးတော့ဂေါ်တန်ရဲ့ပြအိုးကိုတော့ဒရူဝါကတင်ထားတာပါဂေါ်တန်ကိုတော့ရဲတယောက်ဈေးလွန်ကျွန်းသုံးပြီးလမ်းလေကောင်မှာရှောက်သွားကကားတိုက်တေဆုံးတယ်ဆိုပြီးတော့သတင်းလွှင့်ထားလို့သူကသူ့ဘာကိုရဲတပ်ဖွဲ့ကလည်းကောင်းကောင်းမွန်မွန်မပြုတ်လို့ပေးကြပါဘူးဒီလိုနဲ့ဒရူဝါကသူ့စစ်စေးကန်းထဲမှာအီရှီကာနဲ့ရှိနေစဉ်သူကသူ့ရဲ့ပင်တစ်ခုကနေရာရွေးနေတာတတိထားမိသွားပါလေတကယ်တော့သူ့စစ်စေးခန်းကိုစီလာရောက်လာပြီးအဲ့ဒီပင်ကို2010 Miss India နိုင်နာရဲ့ပုံပေါ်မှာပြောင်းထောက်ထားပါလေဒါကိုဒရူဝါကတန်တရားဝင်သွားပြီးတော့စီလာလာသွားတာတေးကြအောင်အီရှီကာကိုပင်ပေါ်ကလက်ဝေကိုစစ်ခိုင်းလိုက်ပါလေပြီးတော့ဂရီသစ္စာခိုင်ဝဲတုံးကစီလာပေးခဲ့တဲ့တနတ်တစ်တာကစီလာရဲ့လက်ဝေနဲ့ကိုက်မကိုက်စစ်ဆေးခိုင်းလိုက်တော့လက်ဝေနှစ်ခုကတကယ်ပဲကိုက်ညီနေတာပါပြီးတော့နိုင်နာအကြောင်းကိုစုံစမ်းကြည့်လိုက်တော့2010 Miss India ပြိုင်ပွဲမှာစီလာရီစာပရီတီကလည်းပြိုင်ပွဲဝင်တယောက်ဆိုတာကိုသိလိုက်ရပါလေပြီးတော့အဲ့ဒီပွဲကအငင်းပွားစာတစ်ခုတည်းရှိနေတာပါတကယ်တော့အားလုံးကပရီတီကို Miss India ဖြစ်နေမျှော်လင့်ထားကြကပရီတီကလည်းမဲအများဆုံးဖြစ်ပေမဲ့နိုင်နာက Miss India ဖြစ်သွားလို့အားလုံးကမကျေနပ်ကြပါဘူးအဓိကတရားခံကတော့စီတာပါစီတာကပရီတီကိုတွေ့ချင်းသဘောကျသွားပြီးသူမကို Miss India မဖြစ်စေခြင်းပဲသူပဲပိုင်ဆိုင်ခြင်းကသူ့ဘော်ကိုစိတ်ပိုင်းဆိုင်ရာမိခိုစေခြင်းတာဖြစ်လို့အိန္ဒိယမှာရှိတဲ့သူ့အဖေကိုတတ်ပစ်ဖို့အီဖန်အာလီကိုခိုင်းလိုက်ပြီး Miss India ကိုလည်းနိုင်နာကိုပေးဖို့အတွက်ဒီရက်ချန်ဒရာကိုလှုပ်ခိုင်းလိုက်ကပရီတီကိုနောက်ဆုံး round မပြိုင်ခင်သူ့အဖေဆုံးပြီလို့ပြောခိုင်းလိုက်ပြီးအဲ့ဒီချိန်လေရင်တွေလည်းမရှိတော့လို့ပရီတီကိုသူ့ရဲ့ကိုယ်ပိုင်လေနဲ့ခေါ်သွားဖို့အတွက်အစီအစဉ်ပဲဖြစ်ပါလေပရီတီလည်းသူ့အဖေသေဆုံးသွားတာသိတော့ဖြေဆယ်မရဖြစ်ခဲ့ရပြီးစီတာပေါ်မိခွန်ခြေစိတ်တွေဖြစ်လာကစီတာနဲ့ကြီးစားတွေဖြစ်သွားခဲ့ပါလေဒီလိုနဲ့ဒရူဝါလည်းစဉ်းစားရင်းနဲ့သူ့ကြံတွေကိုစီတာကတကွက်ကြိုနှင်းထားလို့တန်တရားဝင်လာခဲ့ပြီးသူ့ဖုန်းထဲမှာတန်ဖန်းဆက်ရှိမရှိစစ်ဆေးလိုက်ပါလေပြီးတော့တန်ဖန်းဆက်ကိုဖမ်းတဲ့ဆက်ကိုမှာပြီးသူ့အိမ်ထဲမှာရှိမရှိစစ်တော့အတန်ဖန်းဆက်ရှိတယ်လို့အချက်ပြနေပေမဲ့တိန်လုံးမွေတော့ရှာကြည့်တော့ဘာမှမတွေ့ရပါဘူးဒရူဝါလည်းတော်တော်လေးကိုစိတ်ရှုပ်သွားပါလေဒီလိုနဲ့အီရှီကာရောက်လာပြီးတော့ဒါကိုမြင်တော့အန်ဩကဘာတွေဖြစ်နေရလဲလို့ဒရူဝါကိုမေးလိုက်တော့ရန်ဖြစ်ကြပြီးဒရူဝါကအီရှီကာကိုနှင်ထုတ်လိုက်ပါလေပြီးတော့ဒရူဝါကစိတ်မကောင်းဖြစ်သွားပြီးအီရှီကာကိုလက်ထပ်ခွင့်တောင်းဖို့ကိတ်မုံဝဲကသူ့အိမ်ကိုပြန်လာခဲ့ပြီးဖို့တောင်းပန်လိုက်တာပါဒီလိုနဲ့ဒရူဝါကရေချိုးရင်းတဲ့ဈေးရုံမှာသူ့ကိုဒုတိယတစ်ခါခွဲစိတ်တာကိုသတိရသွားပြီးအဲ့ဒီဆက်နာကိုသူကတ်သွားပြီးတော့စမ်းကြည့်လိုက်တဲ့အခါအဲ့ဒီဆက်ကသူ့အနာကတ်လာမှအချက်ပြပါလေဒီလိုနဲ့ဒရူဝါလည်းသူ့ခန္ဓာကိုယ်ထဲမှာတန်ဖန်းဆက်ရှိနေတာကိုသိသွားခဲ့ပါလေအီရှီကာရောက်လာတော့စီလာတိမသွားအောင်အီရှီကာကိုရန်လိုတဲ့စကားတွေပြောနေပေမဲ့သူ့ခန္ဓာကိုယ်ထဲမှာအတန်ဖန်းဆက်ရှိနေလို့ပါမင်းကိုချစ်ပါတယ်အီရှီကာဆိုပြီးမှန်မှရေးပြလိုက်တော့
အီရှီကလည်းသဘောပေါက်သွားပြီးပြေးပြီးတော့ဖတ်လိုက်ပါတော့တယ်နောက်တစ်နေ့မှာဒဏ်ရာတွေကအတန်ဖန်းဆက်ကိုထုတ်လိုက်ပြီးဒရူဝါကစီတာနဲ့ဂိမ်းတစ်ခုကစားဖို့ကြံစီလိုက်ပါတယ်အဲ့ဒီတန်ဖန်းဆက်ကိုအီရှီကနဲ့ထည့်ပေးလိုက်ပြီးတော့တီနီယာလွှဲကသူက SD ကရှာဖို့အတွက်ဂေါ်တန်ကိုသူတို့ခေါ်သွားတဲ့စီတာစိတ်ုံကိုသွားပါတယ်အဲ့ဒီခါမှာဂေါ်တန်ကသွေးနဲ့အချိန်ဆိုတာကိုရေးထားတာကိုသူကတွေ့သွားပြီးအစကတော့ပုံမှန်ပဲလို့ထင်ခဲ့ပေမဲ့အရင်ကဂေါ်တန်ကသူ့အတွက်နာယီကအကောင်းဆုံးလက်ဆောင်ပဲလို့ပြောဘူးတာကိုသတိရသွားပြီးအဲ့ဒီနာယီကိုလိုက်ရှာပါတယ်ဂေါ်တန်လဲခဲ့တဲ့အဲ့နေရာမှာလဲနာယီဖွက်ထားတာကိုတွေ့သွားပြီးတော့အဲ့ဒီနာယီထဲမှာ SD ကတ်ကရှိနေတာပါနောက်ထပ်ကြံတစ်ခုကတော့ဒရူဝါကအာဘတ်ကိုဖမ်းလိုက်ပြီးသူစီကစီတာရဲ့အချက်လက်တွေအကုန်ရယူဖို့ပဲဖြစ်ပါတယ်အဲနောက်အာဘတ်ကိုဖမ်းချုပ်ထားပြီးတော့စီတာလုံးသမျှပြောပြခိုင်းကဗီဒီယိုရိုက်ထားပြီးဂေါ်တမ်ကိုလှုပ်ခဲ့တဲ့လိုမျိုးဘိန်းမုံတွေကိုပါဇက်ထဲထည့်ပြီးစေးလွန်အောင်ပြုတ်လုပ်လိုက်ပါတယ်ဒီလိုနဲ့အာဘတ်စီကိုစီတာရောက်လာတော့အာဘတ်ကအသိစိတ်မရှိတော့ပဲရှောက်ပြောနေပါတယ်အဲဒီကမှစီတာကအာဘတ်ကိုလည်းပြစ်တက်လိုက်ပါတယ်ဒါကိုဒရူဝါကစောင့်ကြည့်နေပြီးအာဘတ်ကိုစီတာပြစ်တက်လိုက်တာကိုလည်းကင်မရာနဲ့ခိုးပြီးတော့ရိုက်ထားလိုက်ပါတယ်စီတာကတော့ဒါကိုမသိပဲဒရူဝါတရုပ်ဆောင်နေတာကိုအဟုတ်မက်ကဒရူဝါကစားတာကိုခံနေကြရပါတယ်တပတ်မှလည်းအီရှီကာကပရီတီနဲ့တွေ့ပြီးတော့အဖြစ်မှန်တွေကိုပြောပြလိုက်တာပါစီတာကတကယ်တော့ပရီတီကိုပိုင်ဆိုင်ချင်တာနဲ့ပရီတီရဲ့အဖေကိုကားနဲ့တိုက်တက်ခိုင်းလိုက်ပြီးမတော်တဆလို့ဖန်တီးကသူ့ဘော်ပရီတီမိခိုလောင်လှုပ်ထားကြောင်းပြောပြလိုက်ပါတယ်ပြီးတော့ဆေးဝါးသစ်မိတ်ဆက်ပွဲမှာစီတာပြောမဲ့မိန်ကွန်းစာအုပ်ကိုအန်ဂျလီနာမသေးခင်ကလက်မှတ်ထိုးထားတဲ့စာချုပ်နဲ့တခြားမိန်ကွန်းတစ်ခုရေးထားတဲ့စာအုပ်နဲ့လဲပေးဖို့ပရီတီကိုအကူအညီတောင်းလိုက်ပါတယ်အဲ့ဒီမှာပဲရေးကြီးကိစ္စပေါ်လာလို့စီတာကသူ့စားသူ့ဖေကိုမိန်ကွန်းစာအုပ်ပေးကအဲ့ဒီထဲကအတိုင်းပဲဖတ်ဖို့အတွက်ပြောလိုက်တာပါချန်ကာကလည်းဒီထဲမှာဘာတွေရေးထားမှန်းမသိပဲမီဒီယာတွေရှိအကြီးကဲတွေရှိမှအကုန်လုံးကိုဖတ်ပြလိုက်ပါတယ်အဲ့ဒီထဲမှာရေးထားတာကစီတာရဲ့မကောင်းမှုတွေလူသတ်မှုပြစ်မှုတွေအန်ဂျလီနာကိုတတ်တဲ့အကြောင်းတွေဖြစ်နေပါတယ်ဒါကိုဝင်းကြီးချုပ်ကသိတော့တားနေပေမဲ့ချန်ကာကတော့သူ့သားမာတဲ့အတိုင်းပဲဆက်ပြီးတော့ဖတ်နေခဲ့ပါတယ်ဒီရက်ချန်ဒရာကလည်းစီတာစီကိုဖုန်းဆက်ပြီးပြောပြတော့စီတာကသူ့ဘေနှလုံးဖောက်တယ်လို့ပြောပြီးစေယုံကိုချက်ချင်းခေါ်ခဲ့ဖို့အတွက်ပြောလိုက်ပါတယ်ချန်ဒရာကလည်းချန်ကာနာကိုသွားကဖတ်နေတာတွေကအကုန်အမှားတွေမို့လို့စီတာကလည်းနှလုံးဖောက်တယ်လို့ဟန်ဆောင်ခိုင်းလိုက်ပြီးစေယုံလိုက်ခဲ့ဖို့အတွက်ချန်ကာကိုပြောလိုက်ပါတယ်ဝင်းကြီးချုပ်ကတော့ဒေါသထွက်နေပြီးဝင်းကြီးချန်ကာကိုအဲ့လိုတွေရှောက်ပြောလို့24နာရီအတွင်းဝင်းကြီးချန်ကာကိုတာဝန်ကနေရပ်ဆိုင်းပါမယ်လို့မီဒီယာတွေကိုပြောလိုက်ပါတယ်အဲ့နောက်ဒရူဝါရဲ့နောက်ထပ်ပလန်တစ်ခုကတော့အတန်ဖန်းဆက်ကိုသူ့အိတ်ထဲထည့်ကရဲကျုံနဲ့တွေ့ပြီးသူ့စီမှာစီတာရဲ့ပြစ်မှုတပ်တွေရှိပြီးတော့စီတာကိုဖမ်းဖို့ခွင့်ပြုချက်လာတောင်းပါတယ်ရဲကျုံကလည်းဝင်းကြီးချုပ်စီကခွင့်ပြုချက်တောင်းမှရမယ်လို့ပြောလိုက်ကဖုန်းဆက်လိုက်တော့ဝင်းကြီးချုပ်ကလည်းတပ်တွေသာခိုင်လုံရင်ဖမ်းလိုက်လို့ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာလဲစီတာကအေဖန်အာလီစီကိုဖုန်းဆက်ကသူ့အဖေကိုတတ်ဖို့အတွက်ပြောလိုက်တာပါအဲ့ဒီလိုနဲ့ကားအက်ဆီဒန့်ဖြစ်ပြီးသူ့အဖေတေသွားပါတယ်ပြီးတော့ဝင်းကြီးချုပ်နဲ့လာတွေ့ကသူ့ဖေကိုဝင်းကြီးချုပ်ကမကျေနပ်ချက်နဲ့တတ်လိုက်တာပဲဘာညာနဲ့ပန်းလူသွေးနေပါလိမ့်တခြားသူတွေထွက်သွားမှဝင်းကြီးချုပ်ကိုသူ့ဖေကိုတတ်တာကသူကိုယ်တိုင်ပဲဖြစ်ကြောင်းသူ့လမ်းကြောင်းကိုလာရှုံးတယ်ဘသူကိုမစိုးသူ့ဖေကိုတောင်သူတတ်ပြစ်လိုက်ကြောင်းအဲလိုပဲဝင်းကြီးချုပ်ကလည်းသူ့ကိုဖမ်းဖို့ဒရူဝါကိုခွင့်ပြုလိုက်လို့မကျေနပ်ကြောင်းပြောလိုက်ကသူပြောတဲ့အတိုင်းလုပ်ဖို့ဝင်းကြီးချုပ်ကပါချင်းချောက်ပါတော့တယ်ပြီးတော့မနှက်ပြန်သူ့ဖေရဲ့အတူပါကိုရဲတပ်ဖွဲ့တစ်ခုလုံးကဂုံပြုတ်ပေးရမှာဖြစ်ပြီးတနက်21ချက်ပါဖောက်ပေးရမယ်လို့ပြောလိုက်သေးတာပါဒီလိုနဲ့နောက်နေ့မှာချန်ကာရဲ့အတူပါကိုရဲတပ်ဖွဲ့တစ်ခုလုံးနဲ့ဝင်းကြီးချုပ်ပါဝင်ပြီးတော့ပြုတ်လုပ်ပေးခဲ့ပြီးစီတာကလည်းသူ့ဘေးပြအိုးကိုသွားပြီးတော့ကြော့ပါတယ်ဒရူဝါကတော့သူ့ဘေးကနေလိုက်လာပါတယ်ခဏနေတော့စီတာကိုရဲတွေကဝိုင်းပြီးတော့ဖမ်းလိုက်ပါတော့တယ်တရားရုံးမှာတပ်တွေအနေနဲ့အရှာရာရဲ့ဗီဒီယိုဖိုင်ကိုဖွင့်ပြလိုက်ပါတယ်ဒါပေမဲ့စီတာကတော့ဂီးမဆိုင်ခဲ့ပါဘူးရုံးတော်ကခဏနားပြီးညနေကျတော့စီတာကိုအမိန့်ချမှာပဲဖြစ်ပါတယ်အဲ့ဒီနားချိန်မှာဒရူဝါကစီတာနဲ့သွားတွေ့ခဲ့ပါတယ်ပြီးတော့အဲ့ဒီစီးတို့ဈေးကိုရှာဖွေတွေ့ရှိခဲ့သူဖြစ်အရှာရာကိုတတ်မှတ်လိုက်ကြောင်းပြောပြလိုက်တော့စီတာကဒေါသထွက်နေပါတယ်တကယ်တော့အဲ့ဒီဈေးကိုစီတာကပင်လယ်ရေအောက်ထိသွားကကိုယ်တိုင်ရှာဖွေတီထွင်ခဲ့တာဖြစ်ပါတယ်ဒါပြင်တစ်ခုအန်ဩစရာကောင်းတာကစီတာဘေချန်ကာကမသေးပါဘူးအဲ့ဒါဒီအကုန်လုံးကဒရူဝါဝင်စင်ထားတာပဲဖြစ်ပါတယ်ဒရူဝါတို့ကအေဖန်အာလီကိုသူ့ညီကိုစီတာကပြစ်တတ်တဲ့ဗီဒီယိုပြပြီးချန်ကာကိုမတတ်ပဲအေဖန်အာလီကိုလိန်ပြောခိုင်းလိုက်တာပဲဖြစ်ပါတယ်
ပြီးတော့ရဲတွေဂုံပြူခဲ့တဲ့အတုပခန္ဓာကလည်းချန်ကာရဲ့အတုပမဟုတ်ပဲဂေါ်တမ်ကိုဂုံပြူကြတဲ့အတုပခန္ဓာပဲဖြစ်နေတာပါဒီအကြောင်းကိုစီတာပဲမသိပဲကြံတဲ့သူတွေအားလုံးကသိကြပါလေပြီးတော့ဒရူဝါကစီတာနဲ့အပေးယူလုပ်ပါလေစီတာကိုအခုအပြင်မှာတတ်ချင်နေတဲ့သူတွေရန်ကုန်များနေပြီတခြားပြစ်မှုကြီးတွေလှုပ်ထားတဲ့လူတွေကလည်းသူတို့ချက်လက်တွေအကုန်လုံးစီတာထဲမှာရှိနေလို့စီတာကိုအပြတ်ရှင်းကျင်နေကြတာဖြစ်ပါလေဒါပေမဲ့ဒရူဝါကတော့စီတာကိုမတတ်ချင်ပဲစီတာကိုကြီးကအင်ကြီးဝတ်ခိုင်းမှာဖြစ်ပြီးတော့သူတို့ရဲ့အဖွဲ့တွေကအတော်ဆုံးစနိုက်ပါသမားကစီတာကိုပစ်လိုက်မှာဖြစ်ပြီးအဲဒီကျရင်စီတာကိုအကုန်လုံးကသေပြီလို့ထင်သွားကြမှာဖြစ်ပါလေဒါပေမဲ့စီတာအနေနဲ့အဲဒီလူမိုက်မာဖီးယားတွေရဲ့အကြောင်းအကုန်လုံးကိုတရားရုံးမှာဖွင့်ပြောပြမှာဖြစ်ပါလေဒါမှဒရူဝါကစီတာကိုကာကွယ်ပေးမယ်လို့အပေးယူလုပ်တာပါစီတာကလည်းချိန်ပြီးတော့စဉ်းစားလိုက်ပါလေနောက်ဆုံးမှတော့သူကြီးကဝစ်ထားတယ်လို့ဒရူဝါကိုပြောကတရားအောင်သွားဖို့အတွက်ထွက်လာပါလေဒရူဝါကတော့စနိုက်ပါသမားကိုသူတို့ထွက်လာကြောင်းသိပေးလိုက်ပါတယ်အပြင်မှာရုံးရင်ဆန်ကတ်တွေဖြစ်နေကြပြီးဒရူဝါကစီတာကိုလာတတ်တဲ့သူတွေလက်ထဲကနေကာကွယ်ပေးပါလေဒါပေမဲ့တကယ်တော့စီတာကကြီးကဝစ်မထားပါဘူးဒါကိုဒရူဝါကစီတာရဲ့ခန္ဓာကိုယ်ကိုရုတ်တရက်ထိလိုက်တော့တိသွားခဲ့ပါလေဒါပေမဲ့စနိုက်ပါသမားကိုတားဖို့ကလည်းသူ့လက်ချက်ကပြုတ်ကျနေပါလေစီတာကလည်းစနိုက်ပါသမားပြစ်မဲ့နေရာကိုရှောက်သွားခဲ့ပါလေချက်ချင်းပဲဒရူဝါကစီတာကိုဆွဲခေါ်လိုက်ပြီးဘာလို့ကြီးကမွေးတာလဲလို့မေးလိုက်တော့စီတာကသူဘလို့လှုပ်တေချင်းတရားရောက်လာရင်တားမရတာမလို့အခုကြီးကလိုတာကသူမဟုတ်ပဲဒရူဝါသာဖြစ်ကြောင်းပြောလိုက်တာပါအဲဒီချိန်မှာပဲစီတာတနတ်နဲ့ပြစ်ခံလိုက်ရပါတယ်ပြစ်တဲ့သူကတော့သူချစ်ရတဲ့ပရီတီပဲဖြစ်နေတာပါသူမအဖေအတွက်ပြန်ပြီးတော့လက်စားချေဖို့သူ့ကိုတတ်လိုက်တာပဲဖြစ်ပါလိမ့်နောက်ဆုံးနေတဲ့စီတာကမသေးခင်မှာသူ့ချက်လက်တွေအားလုံးကိုစုထားတဲ့ SD ကတ်ကိုကြီးကားထဲထည့်ထားကြောင်းဒရူဝါကသူ့အတွက်တင့်တော်တဲ့ရန်သူဖြစ်ပြီးအဲဒီကတ်ကိုဒရူဝါစီပေးရတဲ့အကြောင်းရင်းကနိုင်ငံအတွက်လည်းမဟုတ်လူမျိုးအတွက်လည်းမဟုတ်ပဲဒရူဝါအတွက်ကြောင့်သာဖြစ်တယ်လို့ပြောကသူလည်းသိသွားပါတော့တယ်အဲဒီနောက်ဒရူဝါကအဲဒီ SD ကတ်ထဲကအကုန်လုံးကိုဖော်ထုတ်ပြီးမာဖီးယားတွေအကုန်လုံးကိုဖမ်းဆီးလိုက်နိုင်သွားခဲ့ပါတယ်ဒီလိုလည်းပဲဇလန်လေးလည်းပြီးဆုံးသွားပါတော့တယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့တော့ဇလန်လေးကတော့ဒီလောက်ပါပဲဒီဇာကားလေးကရန်တော်တဲ့သိပ္ပံပညာရှင်စီတာနဲ့သူ့မကောင်းမှုတွေကိုမရရအောင်ဖော်ထုတ်တဲ့ရဲဒရူဝါတို့ရဲ့ကြားကလဲကွက်တွေကိုမယိုးရအောင်ရိုက်ပြထားပါတယ်အရှင်ကန်တွေကိုလည်းအပီပြင်ရိုက်ပြထားတာမလို့ပရိသတ်ကြီးကြားချင်းတတ်မယ်လို့ထင်ပါတယ်ခင်ဗျာဆိုတော့ဒီလိုဇာကားကောင်းတွေကိုထပ်ကြည့်ဖို့အတွက်ကျွန်တော် channel လေးကိုလည်း like and subscribe လုပ်သွားဖို့မမေ့ပါနဲ့နော်စုံလင်ကြည့်ရှုပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်အန်ခင်မူပါ